အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းမဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ကပြောပြမယ်။ဘာအကြောင်းအရာလဲဆိုတော့သင်္ကန်းအရေးခြုံထားတဲ့အောက်လန်းဘုန်းကြီးတစ်ပါးနဲ့ပတ်သက်နေတဲ့အကြောင်းအရာတစ်ခုပါ။ဒီဘုန်းကြီးကသူ့ကြောင်းအမြဲတမ်းလာနေတဲ့ဒကမတစ်ယောက်ရဲ့သမီးကိုသူကသဘောကျတယ်။လိပ်ပြလှလို့တွေ့ချင်းနဲ့သဘောကျတယ်တဲ့။အဲ့တော့ဒီကောင်မလေးကိုသူလိုချင်တဲ့အတွက်အောက်လန်းနေမိစ္ဆာပယောဂအတက်ပညာနဲ့ဒီကောင်မလေးကိုကောင်းကောင်းကြီးပြုစားထားတာ။အောက်လန်းပညာတွေသုံးပြီးတော့တရေတွေလည်းမွေးထားရတာအများကြီးဒီကောင်မလေးကိုလည်းပြုစားတယ်ပြုစားတဲ့အပြင်မှာသူလက်ရှိကျောင်းထိုင်နေတဲ့ဒီဘုန်းကြီးကျောင်းကိုလည်းကျောင်းထိုင်ဖြစ်ဖို့အတွက်ကိုသူရဲ့မကောင်းတဲ့ပညာတွေနဲ့ပဲသူကလှုပ်ထားတာတဲ့ဒီဗီဒီယိုထဲမှာသူအကုန်လုံးဝန်ခံထားတာကောင်မလေးကလည်းဖရာတရားလှုပ်တယ်အမြဲတမ်းပဋ္ဌာန်းတွေပူဇော်တယ်ပြီးတော့သူကအမျှတွေပေးတဲ့အခါမှာဒီဘုန်းကြီးရဲ့တရေတွေကတာရုတွေခေါ်ပြီးတော့ကျွတ်ကုန်လွတ်ကုန်တော့ဘုန်းကြီးကဒေါသတွေထွက်ဒီလိုမျိုးတွေတန်တရားတွေလဲနေတာပေါ့ဒီလိုနဲ့အချိန်တွေကကြာလာတာပေါ့အဲ့ဒီအချိန်မှာကောင်မလေးကကံကောင်းကျင်တော့ဒီရွှေကျော်ကိုင်းရထပ်ပညာယူထားတဲ့ဆရာတယောက်နဲ့သွားတွေ့တယ်တွေ့ပြီးတော့ဒီဆရာမှာစစ်ဆေးလိုက်တဲ့အခါမှာဒီဘုန်းကြီးကဝင်ချလာပြီးတော့ဘလို့ပြောပုံဆိုပုံတွေစသဖြင့်ကြမ်းတမ်းတဲ့ပုံတွေကိုကျွန်တော်ဗီဒီယိုနဲ့ပြန်ပြီးတော့ပြပေးမယ်နော်ဒါဆိုရင်အဲ့ဒီဗီဒီယိုကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်နော်အခုဝင်လာတာယောက်ျားလားမိန်းမလားပြောစမ်းဟုတ်ပြီဟမ်ဟုတ်ပြီအဲ့တော့ဆံရသင်္ကန်းနေခဏသိမ့်ပေးလိုက်ဆံရသင်္ကန်းနေခဏသိမ့်ပေးဘုံမီမတော်မြင်သင်္ကန်းအရေးခြုံထားသောအမတန်ရုပ်မာတဲ့မိစ္ဆာနော်ဘုံကြီးဆိုပြီးမပြောနဲ့ဟမ်ကဲကိုဝိရနမင်းအောက်မှာရှိတော့နတ်ဘလူးမြခက်တာခဏကြော့ငါလည်းဘလူးရှိရနော်မင်းဘလူးပါတော့မယ်မင်းဘလူးနဲ့ခိုင်းရဘလူးမြင့်လဲတော့ကဲကိုဝိရနမင်းအောက်မှာရှိတော့နတ်စစ်တီနတ်ဘလူးမြနားနာမှာတောက်တစ်ချက်ပြင်းပြင်းတော့ခောက်ပေးလိုက်စမ်းမင်းဘလူးတွေလာနိုင်သေးလားလို့ခေါ်လဲခေါ်ကြည့်ပါဟမ်မင်းမွေးထားတဲ့ဘလူးတွေခေါ်နိုင်သေးလားလာနိုင်သေးလားကဲဘယ်ဘက်ကနေတောက်တစ်ချက်ထပ်ပြီးပြင်းပြင်းထပ်ခောက်ပေးလိုက်အဲ့တောက်ခောက်တာပဲရှိသေးတယ်နော်စကားကိုချိုးသားပြောမှာငါအကျင့်ကတူတူပဲလေမတူချင်ဘူးမင်းအဲ့ကျင့်မှာဖြတ်ဒီရောက်လာတာဘယ်နေရာလဲကိုသိညီတို့လူစီရတယ်အများကြီးတွေ့ဘူးလေတူလားတူသလားတူတော့တူဘူးအေးမင်းတွေ့ဘူးတဲ့ဆရာတွေနဲ့ငါနဲ့တူတာတူမတူရင်မှန်အောင်ချတယ်ဟမ်မှန်အောင်ချဘာလို့လောက်တာလဲဒီကလေးငါလက်အောက်ကနေနေပြီးတော့ငါပြောတဲ့ညပဲပြီးစီချင်တယ်သူကနာမခံဘူးလေငါခံအောင်မင်းမြတ်တဲ့ပုဂ္ဂိုလ်ပေါ့ဟမ်ငါသူ့အဆောင်နေအကုန်ခဲတာပဲရရအောင်အခုဒီနေ့ဒီရှင်းအောင်လေးစပြီးတော့ဒီဘက်ကရှင်ကြာလာလေးသမီးငါကိုယ်တိုင်မွေးမယ်ငါတွေဖြစ်သွားမင်းတစ်ဖက်ထပ်မယ်ကြံစီဖို့တော့မစင်တော့သူ့ရဲ့ခန္ဓာကိုယ်ကပစ္စည်းမှမရှိပဲအဲ့ဒါမှလည်းပြရဆိုင်ရမီးပိုင်နေလိုက်ခဲ့နော်မူလပြန်ပြီးတဲ့အတွက်ကျေးဇူးတင်တယ်အဲ့ဒီမိစ္ဆာချုပ်ထားတဲ့ဟာကိုမီးရှို့လိုက်တော့ဖြတ်ပြီးတော့ဖြတ်စီးလိုက်တော့လုံးဝကျွညံမှုမရှိတဲ့နဲ့ငါလုံအောင်တိတ်ထားတာချိုးလို့မရဘူးဆိုင်ရပုဂ္ဂိုလ်ပေါင်းအစတသိန်းဖုံးကိုကြည့်မြင်အောင်ကြည့်လောကနဲ့စောင့်ရှောက်တဲ့နတ်မင်းပေါင်းကမြင်အောင်ရှာဖြတ်စီးပြမင်းနဲ့မာယာတော့မလားတက်ပြီးပြီလားကိုယ်ရနမင်းအောက်မှာရှိတဲ့နတ်ဘလူးတော့ကောင်အဲ့ပြောင်းနေတဲ့နတ်ဖူးကိုလက်ကလေးနဲ့ပြင်းပြင်းတောက်ချတယ်လှမ်းပိုင်းနဲ့အဲ့လေမျိုးလှမ်းစပလုံးတစ်ထက်လောက်မြတ်ကောင်စိုက်ချလိုက်စမ်းအစုံမထိုးသေးဘူးစပလုံးတစ်ထောက်ပဲထိုးအမီစပလုံးတစ်ထောက်ထိုးတော့မင်းရုံမှမလို့ချတော့ဟမ်ငါလည်းသူများအိမ်မှာအနဲ့နဲ့လာခံပြီးတော့ယူထားတဲ့ပညာလေကောင်းပြီအဲ့ဒါဆိုမင်းသင်္ကန်းချုပ်ပြီးတော့လူဘဝနဲ့လောက်ပါဘာလို့အရေးချိုးလုံနိုင်ဒီလိုရဖို့လဲငါမနဲ့လောက်ထားတာကဲကောင်းလာပိုင်းနေနှစ်ယောက်လားကျိုးပိုင်းနေတိတိကျကျတော့ထားတော့
ဘဲပေါင်းတစ်ချောင်းညာပေါင်းတစ်ချောင်းလှမ်းနေတက်လက်မစီထိုးချလိုက်စမ်းစပလုံးတစ်ထောင်မဟုတ်ဘူးတက်လက်မစီထိုးတာနောက်ကလန်ကြမယ်ကြံလာမယ်နေနောက်ကလန်နေထောက်တာ ငါတပည့်ကြီးလာစမ်းငါကူစမ်း ရတယ်ခေါ်ရတယ်လားမင်းတပည့်ဒီအဝန်းအဝိုင်းတော့ဝင်ဝင်ရှိ ဒါကြောင့်ငါစိတ်တည်များများငွေးချင်တာမရလို့လေ ငါချ ငါတော်တဲ့တပည့်တယောက်ရှိသေးတယ်နော် ငါချတော့ငါချလေးပါငါအမိုးလေးစကားကြီးအများကြီးပြောတယ်ငါတော်တော်မောတာ ငါဒီကလေးမကိုလိုချင်တယ်ငါလက်ထဲရအောင်ထည့်ပေးရပြီ မိခဲ့တော့အကြီးပြတလွားချင်းကွာကြနေပြီကျုပ်ကနေတိကျလောက်ထားတာစင်မဲနောက်ကနေခေါင်းနဲ့နင်းကြလိုက်ရင်ကောင်းနင်းကြလားကျန်တဲ့သားလေးကောင်းနင်းထားတယ်ဓာတ်ကိုပိုင်ပိုင်နိုင်နိုင်တုတ်ထားတာကျုပ်ကနေနင်းလားစင်မဲလုံးဝမလျှော့ဘဲနဲ့နင်းထားတယ်လှမ်းမိုင်းလှမ်းနဲ့အဲ့နေအောင်တက်လက်မလောက်မြုပ်အောင်ထိုးချတယ်အဲ့ခေါင်းတုံးကမတက်လာနဲ့ထိုးထားလိုက်မယ်မလေးဒီရသားမျိုးနှိမ့်ဆက်မှာကြတော့ကျိုးကနေပိုင်ပိုင်နိုင်နိုင်တုတ်ထားနော်လုံးဝမပြေစင်နဲ့နော်တာမဏိကျိုးနဲ့တုတ်ထားသူများသားမျိုးနှိမ့်ဆက်တော့ကြတော့အရသာတွေရှိဟလားမင်းလက်ရှိငရဲကိုရောက်အောင်ပို့ပြီးမဟုတ်နဲ့ကဲနောက်ထပ်တစ်ချောင်းနဲ့ဒိန်းနေအောင်ထိုးမင်းဘုကန်လောက်စားပြတောက်ထားနော်ကျိုးပိုင်နေရပိုင်ပိုင်နိုင်နိုင်မင်းမန်ချပြီးကောင်းကောင်းမွန်မွန်ပြောရင်ပြန်ထောင်ပေးမယ်ပြောတော့မင်းမန်ချတော့မန်ချမလားကဲအဲ့လက်တွင်းနဲ့ရှိနေတော့ရေးနေပြီးမီးတိပူနေတော့ချော်ရီကဲလို့ပူနေတော့မီးစက်ဖြစ်စေငရဲမီးကဲလို့ပူတော့မီးစက်ဖြစ်စေမန်ချတော့နော် ငါတူလို့ချင်တာ ငါပြောပြကဲပူနေမီးကဲတော့ပူနေမီးကဲတော့ပူနေတယ်ကျိုးကနေပိုင်ပိုင်နေနေတုံးနော်လက်ကိုကတ်နေအောင်တုံးစမ်းကျိုးရီအောင်ဆွတ်တုံးစမ်းကျိုးရီအောင်ဆွတ်တုံးစမ်းထပ်ပြောရင်ထပ်ပြီးခံရမယ်ထပ်ပြောရင်ထပ်ခံရမယ်နော်ကဲဘလို့တော့ကောင်းကောင်းမွန်မွန်စကားပြောဖို့အစီအစဉ်ရှိသလားကောင်းကောင်းမွန်မွန်ပြောဖို့အစီအစဉ်ရှိသလားစင်မကနင်းတာလုံးဝမကြောက်သေး ငါပြောမယ်ငါပြောပြမယ် မပြောပြနဲ့ငါပြောတာကိုနာခံဖို့မင်းအစဉ်သင်ဖြစ်ပြီဆိုရင်ပြောမင်းပြောတာငါဘာတစ်ခုမှနားမထောင်ချင်ဘူးငါပြောတာကိုနာခံမယ်ဆိုရင်မင်းပြန်ပြီးတော့ထိုင်လို့ရဒီကဲ့သို့ပူစီတော့မေးစမ်းဖြစ်စေထပ်လောင်းတော့နော် နာခံနာခံ ကောင်းပြီကျိုးပိုင်လွယ်မျိုးနဲ့ကျိုးခွင်းဆော့အပေါ်ဆွဲထားမယ်ကဲနောက်ကတုတ်ထားတဲ့ကျိုးခဏဖြည့်ပေးလိုက်ဆိုင်တိတ်ဆောင်ထားတာလားမင်းဘာပညာတယ်လဲပြောဘာပညာတယ်နော် တယ်လေဆုံးတယ်လေဆုံး တယ်လဲဆုံးပညာနဲ့ကာယကံရှင်ကြာလာပဲပြီးပြုတာလား အာလက်ရအရင်လှတယ် အဲ့တော့ ငါတူ့ကိုမြင်ကြတဲ့တဘောကြတာငါเจ้าကိုမလာချင်အောင်ငါမနှဲမြူဆွဲရတယ်တူ့ကိုသူ့ဘေးနဲ့အဆောင်ရှောင်မနှဲနေရတာသူ့အမေလည်းငါချုပ်ထားတယ်သူ့ကိုလူချင်လို့သူ့အမေကိုလည်းရအောင်ခေါ်ခိုင်းတာမခေါ်နိုင်ဘူးသူ့အဖေကငါအချိန်ချင်းဆော်ကားတယ်လေ က
ကားကိုပါဇက်ကိုပိတ်ငါမေးတာကိုဖြစ်မင်းအခုထုတ်ဖို့ဆန်းဆင်းဖြစ်ပြီလားသမီးသားစုလုံးပြူစားထားများထုတ်ဖို့ဆန်းဆင်းဖြစ်ပြီလား စဉ်းစားဦးမှာ စဉ်းစားမယ်စင်ပိုင်ပြန်နေကျိုးပိုင်ပြန်ထုတ်ထားလားကဲမင်းစဉ်းစားနေသမျှကာလပတ်လုံးမီးကဲလို့ပူနေမီးကဲလို့ပူနေသေးအဲ့ငရဲမီးပဲမီးကဲလို့ပူနေသေးလှမ်းပါနေအဲ့မှာ၃ချောင်းထိုးသား၃ချောင်းထိုးသားဒါပါနေအဲ့လက်တွေမှာတလက်မှချားစီမှွန်းသားမီးပါနေမီးနဲ့ကဆန်းကွာလုံးဝမလန်သွားသေးနဲ့ဟိုဘက်ဒီဘက်လာနေနဲ့ထောက်ထားလုံးဝလိမ့်လို့မရသေးနဲ့လုံးဝလိမ့်လို့မရသေးနဲ့ကျိုးကနေပိုင်ပိုင်နေတော့ကဲမင်းစဉ်းစားမဲ့အချိန်တိုင်းငရဲခဲ့တော့ငါတို့ဘယ်မဲ့ကိုလို့ဘယ်မဲ့ ဒီလားဒီခါပဲပြီလားဆန်ပြန်ထတော့မောလား အရင်ဆရာတယောက်ကသူ့ကိုပညာပေးတာ မပြောနဲ့အဲ့ဒါမပြောနဲ့ ငါဖဲ့ထားတာ အဲ့ဒါမပြောနဲ့အရင်ဆရာเจ้าနေမပြောအခုမင်းရှိမှရောက်နေရဘယ်လိုလဲဝယ်မြောက်ငါမျက်နှာဝယ်မြောက်ကြည့်ကြည့်နိုင်လားမမင်းမြတ်တဲ့ပညာနဲ့ဒီသားရင်မိတ်ဆရာညာငါတမီသားစုတုံးကရှိတယ်အကုန်ထောက်အောင်ပါနော်ဒီတယောက်တည်းမှလည်းမဟုတ်ဘူးနောက်ထပ်ဘယ်တော့မှမပတ်သက်နဲ့နော် မပတ်တတော့ဘူး နင့်ပညာတွေပါဖြတ်စီးပေးရမှာ မလုံးနဲ့ငါလောက်စားရအောင်မလုံးနဲ့ လောက်စားမယ်အဲ့မှာဒုက္ခပေးဦးမှာပေါ့မင်းတို့ကောင်မျိုးလူကြီးမှမရှိတာကောင်းမနေလို့ ငါ့ကိုယုံကြည်နေတဲ့လူတွေရှိလေ အဲ့ဒါအကုန်လုံးငရဲသွားမယ်လို့မင်းကိုယ်တိုင်လည်းသွားမယ်ကောင်းတယ်နဲ့ငရဲရောမြင်ဘူး ငါတည်ရငါတည်ရတော့မလဲငါတည်ရ မြင်ရောမြင်ဘူးမင်းသိပဲသိတာမမြင်ဘူးတော့ဘယ်ကြောက်မှာကဲငရဲကိုထိန်တော်ယမနီယမနောစစ်တာခဏကြွပြီပါအဲ့ဒီမိစ္ဆာငရဲကိုမြင်အောင်အမြင်သက်ဖွင့်ပေးလိုက်သူ့သွားမယ်ဘုံမြင်အောင်ပြလိုက်သွားကြ တော့ရှိဘူး မတော်တယ်ဘာလို့ဒီမှာမြင်ရလိုက်ထပ်လို့လဲ ငါဒီနောက်ပိုင်းတိတ်မလုပ်တော့ပါဘူးငါစင်ချင်နေပါပြီ မင်းလောက်ခဲ့တဲ့အာဟုတို့တွေကပြီးမယ်ထင်တယ်တိတ်တိတ်ချာချာနန်းနန်းနဲ့ပြလိုက်စမ်းသွားကြ မတော်ရှိဘူး မတော်ရင်မင်းကကယ်လို့ရကယ်ပြရကယ်ပြရ မကင်းနဲ့ငါ့ကိုဒီပညာဆုံးလိုက်ရင်ငါတော့မှဖေးပြရမှာငါငါဒီကြောင့်မနေရအောင်လုပ်စားတာ မင်းကထိတ်တိုက်တွေ့ရနော်နှစ်ဘူးတွေ့ဒူးတွေ့ထိတ်တိုက်တွေ့ရအောင် မလာနဲ့မလာခဲ့နဲ့ ဟဲ့ကျိုးပိုင်ထုတ်ထားသားတေချာဘောက်တော့ထိတ်တိုက်တွေ့ရ မလာခဲ့နဲ့မလာခဲ့နဲ့ငါကြောင့်ကိုချီဦးတော့မနေခဲ့နဲ့ အခုလက်တော်အချိန်မရတဲ့အတွက်ဒီကာယကရှင်မိသားစုမှာလှုပ်ထားရတယ်အရင်ထုတ်ဖို့ပြန်နောက်တစ်ထပ်မှကြံစီခဲ့စီရှိတော့ဒီချင်းဆုံးနဲ့တည်ခဲ့ရလားဟမ်မှန်နေတတ်လားငါမွေးထားအများကြီးပဲလားဘာမှလည်းမင်းမွေးထားတယ်လေဟမ်ဟိုတောက်မှရှိနေတာလက်ကြည့်လိုက်မင်းမွေးထားတဲ့ကောင် ငါကောင်းနေမဖြောက်ဖြစ်ပါနဲ့ဟိုစီကတော့ကလည်းတဝက်လောက်ပြောက်သွားတာ မဖြောက်ဘူးသူတို့ဖုန်းကြီးပေးလိုက်ပါမင်းကိုပြန်နှိမ့်ဆက်မှာ အဲ့လိုပဲငါ့ကိုနှိမ့်ဆက်တယ်လေအကုန်ပြောက်ကုန်ပြီ ကဲအဲ့ဒီမိစ္ဆာအောက်မှာချုပ်တုတ်ခံထားရတဲ့ပုံကိုယ်တွေဆိုင်ရခဏဝင်ပေးလိုက်တယ်အဲ့နောက်မှာတန်းစီဆောင်နေလွတ်ချင်တဲ့လူတွေတန်းစီဆောင်နေအခုလက်တော်မင်းတို့လောက်ထားတဲ့ပုံထုတ် ထုတ်ရမယ်ငါတပည့်တွေတော့မလုပ်နဲ့
ငါမွေးထားရတယ်မနဲ့ ကျုပ်ကနေကျုပ်ဖြစ်ပြီတမိသားစုလုံးကာယကံရှင်32ကောထာကထိတွေ့ကိုင်းတွေသုံးဆောင်နေသောစက်ပစ္စည်းလုံးလုပ်ရရွှေရငွေတဲ့အဆောက်သွားလာလှုပ်ရှားနေရဒေသဘယ်နေရာမှမကြံသေးနဲ့ထောက်စမ်းဘယ်ဘက်ကိုလဲထောက်ပါလူလိုနားမလဲဘူးလား အခုဗီဒီယိုတွေကဘုန်းကြီးကတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်နော်သူတင်ရင်ဘယ်ကိုသွားရမလဲဆိုတော့တိတိရက်နဲ့ကိုသူ့ပညာကိုလုံးဝမစွန့်လို့ဘူးကောင်မလေးကိုလှုပ်ထားတဲ့ပညာတွေကလည်းအများကြီးပဲဒါတော့မှပဲကောင်မလေးတွေကမကောင်းတဲ့အတိုက်ခတ်တွေကိုသူကမထုတ်ချင်နဲ့ကြောက်လို့သာသူကထုတ်သွားတဲ့ပုံစံမျိုးဖြစ်နေပြီဒီဗီဒီယိုတွေကအတိုင်းသင်ခန်းစာယူပြီးတော့ဝါမြင်တိုင်းထိုင်ကြတော့ဖို့မစင်စားပါနဲ့တော့ကျွန်တော်တို့အရင်ခေတ်ကဘာသာရေးမှိုင်းတိုက်ထားကြသလိုမျိုးလူကိုမယုံကြည်ခြင်းနေပါလူကိုမကိုးကွယ်ခြင်းနေပါသင်ခန်းကိုတော့ယုံကြည်ပါသင်ခန်းကိုတော့ကိုးကွယ်ပါဆိုတော့စကလုံးတွေနဲ့မှိုင်းတိုက်လာရင်လည်းဝေးရတာရှောင်လိုက်ပါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့အဓိကကူးကွယ်ရာတရဏဂုံမှာဖះကိုကူးကွယ်တယ်တရားကိုကူးကွယ်တယ်ဖះရဲ့ချမှတ်ထားတဲ့ဝိနည်းတွေကိုလိုက်နာတဲ့ယဟန်တန်ခါစစ်တွေကိုပဲကူးကွယ်တာပါဒီလိုမျိုးယဟန်တန်ခါမစစ်တဲ့ဝိနည်းမလိုက်နာတဲ့ဘုန်းကြီးတွေကိုဘာမှကူးကွယ်နေကြအကြောင်းမရှိပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်